အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ရဲ့ fit လေးတွေကို ownership ဘယ်လိုယူရမလဲဆိုတော့တစ်ဆင့်ချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်ownership ယူနည်းကတော့ဒီဖုန်းထဲမှာရောဒီ laptop မှာရောအတူတူပဲပေါ့နော်ကျွန်တော်ကတော့ဒီ laptop ထဲကနေယူပြမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းထဲကနေဆိုရင်တော့ browser တစ်ခုခုထဲကိုဝင်ရမှာပါအဲ့ဒီ browser ထဲကနေပြီးမှကျွန်တော်တို့ Facebook account ကို login အရင်ဝင်ထားရမှာပေါ့နော်ပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီ business.facebook.com ဒီ website လေးပေါ့နော်ဒီ website လေးကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်ဝင်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒီ PM လေးတွေယူထားပြီးသား ownership လေးတွေ claim ထားပြီးသားမလို့ဒီမှာownership portfolio လေးတွေပေါ်နေပေါ့နော်တကယ်လို့ brother တို့ကဒီမယူဘူးသေးဘူးဆိုရင်ဒီနေရာဘာမှပေါ်နေမှာမဟုတ်ဘူးဘာမှမပေါ်ဘူးဆိုရင်တော့ကျွန်တော်ဒီမှာအောက်မှာ create business portfolio ဆိုတာတစ်ချက်လေးပေါ်နေပါတယ်အဲ့ဒီဟာလေးကိုတစ်ချက်နေပါဗျပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ business portfolio အသစ်တစ်ခုတည်ဆောက်ရမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာ3ခုရှိပြီသားဆိုတော့ကျွန်တော်ထပ်ပြီးတော့လုပ်လို့မရဘူးFacebook page ကနေပြီးတော့မှသူက business portfolio 3ခုအထိပဲသူကလုပ်ခွင့်ပေးထားရပါတော့အဲ့တော့ဒီမှာဥမာကိုယ့်ရဲ့ business portfolio name ပေါ့နော်ဘာညာပေါ့ဒါကကျွန်တော် example လုပ်ပြတာပေါ့နော်ကျွန်တော်ကတော့ထပ်ဖွင့်လို့မရတော့ပါဘူးဒီနေရာမှာကတော့ကိုယ့်ရဲ့ admin နာမည်ပေါ့နော်ထားလို့ရပါတယ်ဗျအဲ့လိုမျိုးထားလို့ရပါတယ်ဒါကတော့ကိုယ့်ရဲ့ email ပေါ့နော်ထည့်လိုက်ပါနော်အပြင် create လုပ်လိုက်ပါဗျ create လို့ရှိရင်business portfolio တခုရလာမှာပေါ့နော်အဲ့ရလာပြီဆိုရင်တော့ကျွန်တော်တို့ claim လို့ရပါပြီဗျတကယ်လို့ create ပြီးတော့လို့ဒီ business portfolio ထဲဝင်ပြီးတော့မှဒီကောင်ပေါ့နော် setting လေးကိုတစ်ချက်နှိပ်ပါဗျနှိပ်ပြီးတော့လို့ရှိရင်ဒီမှာဒီထဲမှာမှကျွန်တော်တို့ page ဆိုတဲ့နေရာတစ်ချက်နှိပ်ပါဒီနေရာမှာ add ဆိုရှိပါတယ်ဒီ add နေရာမှာရှိပါတယ်ဒီအပေါ်ဆုံးတစ်ခုပေါ့နော်ဒီအပေါ်ဆုံးတစ်ခု existing ပေါ့နော်ကိုယ့်ရဲ့ account ထဲမှာရှိတဲ့ page လေးတွေကို claim မယ်ပေါ့နော်ဒီဟာက claim ဖို့လိုအပ်တာဒီကိုယ့်ရဲ့ account ထဲမှာရှိတဲ့ page တစ်ခုကို claim ရမယ်ဆိုရင်အဲ့ဒီ account မှာကိုက full admin အနည်းဆုံး9ရက်ဖြစ်ထားဖို့လိုအပ်ပါတယ်9ရက် admin ဖြစ်ထားမှာပဲ claim လို့ရမှာပါဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဗျပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ account ထဲမှာရှိတဲ့ page တစ်ခုနာမည်ကိုရိုက်ထည့်လိုက်ပါမှာဒီတစ်ခုဆိုပါစို့ဒါလေး claim မယ်ဆိုပါစို့အဲ့ဒါဆိုရင် next ဆိုနေလိုက်ပါဒီနေရာမှာကိုယ့်ရဲ့ page ထဲမှာ admin ဘယ်လိုတွေရှိနေလဲပေါ့နော်အဲ့ဒီ admin ကိုရောဒီ PM ထဲမှာ invite မလားဆိုတဲ့ဟာလေးရှိပါတယ်ဒါကတော့ကိုယ့်ရဲ့ page ထဲမှာတခြားလူတွေရှိနေဆိုရင်တော့ not ready to invite အဲ့ဒါတစ်ချက်နှိပ်လိုက်ပါဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ request approve ပဲပေါ့နော်ဒါလေးတစ်ချက်နှိပ်ပါဒါပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ email ထဲကို code တစ်ချက်ရောက်လာမှာပေါ့နော်ဒီ code ထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီတခါတည်း ownership ရတော့မှာပေါ့နော်ဒါလေးပါတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်ဒီ ownership ရတော့ပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ ownership ယူလို့ပြီးတော့ပါပြီဒါဆိုရင်ကျွန်တော်ရဲ့ page ကိုကျွန်တော်တို့ရဲ့ပိုင်ကြောင်းပေါ့နော်ကျွန်တော်တို့ဒီယူပြီးတော့ရပဲဖြစ်ပါတယ်ဒါကတော့ page ကပို့ပြီးတော့လုံခြုံသွားတယ်ပေါ့နော်ဒီလိုယူထားခြင်းအဖြစ်ကျွန်တော်တို့ရဲ့ page ကပို့ပြီးတော့လုံခြုံသွားပါတယ်ခင်ဗျဒီနေ့ကတော့ဒီလောက်ပါပဲဗျ